ကောဇာတက္ကရာ103ခုနှစ်ကစုံလာပြည့်နေ့ဖြစ်ပါတယ်။တရားလောင်းတော်ဟာသူဇာတာသူတို့သမီးကလူအပ်တဲ့ကနာနှုတ်ဆုံးကိုဖုံးပေးပြီးနေရန္ဒရာမြစ်ကမ်းရဲ့အင်းကြီးသားရတဲ့အင်းကြီးဦးရမှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေကျမ်းမှာတော့ဘောရီပင်ကိုကြွားများတော်မူလို့သုရိယမောင်စင်ရဲ့မျက်စိစုပ်ကိုလူခံတော်မူပြီးဖျားမဖြစ်သမျှငါမထတော့အောင်လို့အဋိဌံပြုလို့ဖြန့်ဝယ်ဖွဲ့ခွေနေထိုင်တော်မူရာမှာယမတရားနတ်အများတို့ဟာဘုရားဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်။အဲဒီလိုနေထိုင်တော်မူပုံကိုမြင်ရလို့ဧကံမုတ်ချဘုရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်သည်တွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်။အဲဒီနတ်စစ်သည်တတ်မတော်ကြီးဟာဆိုရင်ရှေ့က12ယူဇနာလက်ဝဲလက်ရာ12ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်သည်များဟာစัจ